ဒါဘေးနားရောက်ပြီ ဒါသမီးတို့ရက်ွက်လေ အေးလေဟိုရက်ွက်နာမည်ပါတော့ ရက်ွက်နာမည်ကမလဲဝေးရက်ွက်တဲ့ ဘလို့ မလဲမဝေးရက်ွက် မလေးမဝရက်ွက်အေးဒီရက်ွက်မှာတက်စီရောက်တာဘေးနားရောက် တက်စီဆိုင်ရခုနလေးမှာနည်းနည်းလမ်းသေးတယ် ဟိုဘက်မှာကျင့်ပါအေး ဦးလေးညလေတက်စီဆိုင်ရခုနလေးမှာဆိုတာနည်းနည်းလမ်းသေးတယ်သမီးပြောတာနည်းနည်းတော့လမ်းသေးတယ်ဦးလေးစိုက်ကယ်ကြီးနဲ့တိုးဝဲရမှာမမဟုတ်လား အေးမိုးတာပေါ့ အဲ့ဒါကြောင့်သမီးတော့ပြီလေ သမီးရောဘယ်မှာအေးကောင်းတာပေါ့ဟုတ်ပြီတက်စီတပူဘယ်လောက်တဲ့တော့ တတ်တာ တော့အဲ့ဒါဆိုရင်ဦးလေးကိုပွားလုပ်ပေးစမ်းပါနှစ်ပူးလား ဟုတ်ကဲ့ ညီမလေးလုပ်ပေးနော် ဟုတ် အေးဟဲ့လေဒီဘက်ကလာတော့လေဟိုအသက်ရှင်းနေ9နှစ်လောက်ကောင်းမလေးတယောက်အစီကူနဲ့လာတာတွေ့ခဲ့လား တွေ့ခဲ့ပါ အဲ့ဒါဆိုတော့ပြဿနာပဲကွာ ဘယ်နဲ့လဲကို အဲ့ကွာဟိုကောင်းမလေးတယောက်ကကိုကြီးကိုဓာတ်စီဝယ်ပေးမယ်ပြောပြီးတော့ပတ်စံ2000ပေးပြီးလွှတ်လိုက်တာလေ2နာရီလောက်ရှိပြီပြန်မလာဘူး အဲ့ဆိုတော့မဖြစ်နိုင်တက်စီစာဒီကတော့9မိနစ်လောက်ပဲကြာအလို့ဆုံးကြာသွားပြန်မှာ15မိနစ်လောက်ပဲကြာ ဟုတ်ဓာတ်စီပေးနာမှာ ညနေတက်တက်သွားညာဘက်ထူလာအဲ့ညာဘက်မှာဟိုကလမ်းကြလူတယောက်ဆိုင်ဝင်ရလမ်းကြတက်တက်လေးရှိရဲ့အဲ့ဒီလမ်းကြဆိုဝင်သွားလိုက်တက်စီအောင်အိမ်ရှိကိုကြီးတော့ကြည့်လိုက်ပါလား အော်အေးတွားကြည့်လိုက် ဟုတ်ဘူးလေဆိုင်ငယ်ထားခဲ့လိုက်လေလူတယောက်ဆိုင်ပဲဝင်လို့ရဆိုင်ငယ်ဝင်လို့မရ လမ်းအဲ့လိုဖြစ်ကျင်းတာလား ဟုတ်တယ်ကျင်း ဟောဆိုင်ကလည်းဖြစ်ပါမယ် ဖြစ်ပါညီမလေးကြည့်ပေးမယ်အဲ့ဒါမဟုတ်ဘူးလေးပဲပြီး မိုးဘယ်လောက်ပြရလဲ 1000လောက်ဆိုရပါတယ် တော့မများဘူး အဲ့ဆိုလည်း9000ပဲပေးလေ အေး9000ပဲနော်အေးအဲ့ဆိုကနေကြည့်တယ်နော်ဟုတ်တွားကြည့်လိုက်ဟာလေခင်းနာကအသက်ရှင်းနေ9နှစ်လောက်ကောင်းမလေးတယောက်ဓာတ်စီဘူးနဲ့လမ်းလျှောက်နေတွေ့မိလား မတွေ့မိဘူးဘာလို့လဲ တော့ကွာလွန်ခဲ့တဲ့2နာရီလောက်ကိုကြီးသူ့ကိုဓာတ်စီဝယ်မယ်ဆိုပြီးတော့ပတ်စံ2000ပေးပြီးတော့လွှတ်လိုက်တာပြန်မလာဘူးလေဓာတ်စီတခု1000ဆိုပြီးပတ်စံ2000တောင်းတော့တယ် ဟဲ့တက်စီတပူ1000လားညီမတို့အိမ်မှာတက်စီတပူမှာ3000ပဲရှိတာမများလုံးမလားတပူ1000อ่ะ ဓာတ်စီတခု3000ဟာဖမ်းလိုက်တာဟောအာညော်လေးဓာတ်စီအောင်လား ဟုတ်တယ်တက်စီရမယ် အဲ့ဒါဆိုအဲ့ကောင်မလေးကညော်လေးတို့အိမ်ကိုလာဝေးသေးလား လာမွဲဦးမနေ့ခင်တော့ယောက်ျားလေး2ယောက်ပဲလာဝဲမိန်းကလေးတယောက်မှလာမွဲသေးဘူး ဟာတယောက်တော့ပါလားအော်ဓာတ်စီအဲ့ဆိုရင်ကိုကြီးကိုဟိုကလေးရောင်းလေဓာတ်စီနှစ်ပူလောက်ရောင်း3000နဲ့နော် ဟုတ် အဲ့ဒါ6000ပေါ့ ဟုတ်တယ် ဟောပြဿနာပဲအဲ့လောက်စားမကွာနှစ်ပူလောက်အဲ့ ဒီကတက်စီ ဟာတော့ တက်စီလေ ဓာတ်စီ ဟုတ်တယ် ဒါဓာတ်စီပေါ့ ဟုတ်တယ် ဒါတပူ3000 ဟုတ်တယ်လေ ညမကြည့်လို့လား ဒါပုံမှန်စိုက်ပဲ အနည်းကိုရွေးပြောနေတာလောက်သေးသေးလေးဘယ်လိုထည့်မှာတော့ ဒီလောက်ထိစီချားနေရချာမှာဒီတပူ3000လေးရတာကန်ကောင်းနေမဲ့ ဒါမဲ့ဒီကြည့်ဦး30ပဲပါတဲ့ဟာဟာကြီးရလေ ယူမလာမြည်ဘူးလားမယွန်းလဲနောက်လူတွေယူလိုက်မယ် ယူရတော့မှာပေါ့ဟိုဆိုင်ကတဲတောက်ပြီးမောင်းလို့လည်းမရဘူးဟေးဟာအေးလေဟိုရက်ွက်နာမည်ပါတော့ ရက်ွက်နာမည်ကမလဲဝေးရက်ွက်တဲ့ ဘလို့ မလဲမဝေးရက်ွက်